လာပါရှင်ငါတမယာပေါင်းလေးလှူစားဖြစ်လို့အားလုံးကိုပြန်လဲဝေငှတာဖြစ်ပါတယ်ရှင်ငါ့ကိုတော့မိမိကြိုက်နှစ်သက်ရာငါ့ကိုအသုံးပြုနိုင်ပါတယ်ရှင်ငါ့ကိုတန်းစင်ပြီးတဲ့အခါမှာတော့စားဟင်ခတ်မို့စရိတ်မို့အနေငယ်နဲ့ငါ့ကိုအသားရင်းဝင်အောင်နှက်ထားပေးရမှာဖြစ်ပါတယ်ရှင်အညီတက်တာစီဖို့အတွက်ငါရဲ့ဘိုက်ထဲကိုတော့ဂျင်းစပလင်မနမ်းမီအမြစ်တွေရောပြီးတော့ထည့်ထားပေးရမှာဖြစ်ပါတယ်ငါးတမယာပေါင်းဖို့အတွက်အဓိကပါဝင်ပစ္စည်းတွေကတော့ဂျင်းကြက်သွန်ဖြူမယုတ်သီးစိနန်းနန်းပင်ရှမ်းနန်းနန်းနဲ့တမယာသီးတို့လိုအပ်ပါတယ်ရှင်ကျွန်တော်ကတော့ငါးတမယာပေါင်းဖို့အတွက်ရေထဲကိုဂျင်းနဲ့ငယ်ထည့်ပြီးရေစုအောင်တည်ပေးလိုက်ပါတယ်ရှင်ရေစုလာတဲ့အခါမှာတော့ခုနကအသင့်နှက်ထားတဲ့ငါးကိုထည့်ပေးလိုက်ပါတယ်ရှင်အသင့်ပြင်ဆင်ထားတဲ့ဂျင်းကြက်သွန်ဖြူမယုတ်သီးစိတွေကိုရောပြီးတော့ထောင်းပေးရမှာဖြစ်ပါတယ်အရသာအတွက်ကတော့စားနဲ့တကြားညိုတမယာသီးတွေကိုအသုံးပြုထားပါတယ်ရှင်ငါးချက်သွားတဲ့အခါမှာတော့ငါ့ကိုမိမိစိတ်ကြိုက်အလှဆင်လို့ရပါပြီရှင်ကျမကတော့မုံလာရက်တွေကိုအောက်ကခံပြီးတော့ငါ့ကိုအလှဆင်လိုက်ပါတယ်ရှင်အရသာအတွက်အသင်းဆက်ထားတဲ့ချင်ဆက်အရသာကိုငါးပုံမှာဖြူပေးလိုက်ပြီးတော့အသစ်စားသုံးလို့ရပါပြီရှင်ဒီမှာတော့တစ်ခုအနေနဲ့ငါးကိုပြုတ်တာမဟုတ်ဘဲနဲ့ပေါင်းတဲ့အခါမှာတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်